皆さんこんにちはခံရောက်ခုစကားပုံလေးတစ်ခုဖြစ်တဲ့အာရှိကိုဟီပါတုဆိုတဲ့စကားလုံးလေးကိုရှင်းပြပေးသွားချင်ပါတယ်အာရှိကိုဟီပါတုဆိုတာသူတစ်ပါးရဲ့အောင်မြင်တိုးတက်မှုကိုအနှောက်အယှက်ပေးတဲ့ဖျက်ဆီးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့အသုံးပြုတာဖြစ်ပါတယ်သူ့အလိုလိုပဲဖြစ်ဖြစ်ကိုကတကယ်ပေါ့နော်ဒုက္ခပေးခြင်းနဲ့စိတ်နဲ့ပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးတခြားလူရဲ့အောင်မြင်တိုးတက်မှုတွေတခြားလူရဲ့ရှောက်နေတဲ့လမ်းကြောင်းတွေကိုဖျက်ဆီးတဲ့ဟာမျိုးမှာဒီအာရှိကိုဟီပါတုဆိုတဲ့စကားလုံးလေးကိုသုံးလို့ရပါတယ်ဒါကခံရောက်ခုအနေနဲ့အသုံးပြုတာဖြစ်ပြီးတော့နောက်တစ်မျိုးကတော့ခြေထောက်ကိုဆွဲတယ်ခြေထောက်ကိုဆွဲတယ်ဆိုလို့ရှိရင်လည်းအာရှိကိုဟီပါတုဆိုပြီးတော့သုံးလို့ရပါတယ်နော် Okay, let's go. ဥပမာစာကြောင်းလေးကတော့ဟီတိုနောအာရှိကိုဟီပါတုယောနာခိုတိုကရှိနိုင်တဲ့ခုဒါဆိုင်အာရှိကိုဟီပါတုဟီတိုယောရီဆဆာအသက်ခုရေရုဟီတိုနီနာရီတိုင်ခါတွေဝချီမူနောစေကိုနောအာရှိကိုဟီပတ်တဲ့ဣရုခါနိုကျော်ဝဒိုရီယောနောရှုစဲနောအာရှိကိုဟီပတ်တာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲသိချင်တာလေးရှိတယ်ဆိုလို့ရှိရင်လည်း comment မှာမေးထားခဲ့ပေးဖို့တောင်းဆိုပါတယ်ကျေးဇူးတင်ပါတယ် bye bye